အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါဗျကျွန်တော်နာမည်လေးကဘူဘူပဲဖြစ်ပါတယ်ကျွန်တော်ကိုကျွန်တော်တငယ်ချင်းတွေအပေါင်းအသင်းတွေကတော့ကူညီတတ်တဲ့ဘူဘူလေးလို့သိကြပါတယ်အဲ့ရနိုးပြီဆိုတော့ဒီနေ့ဘသူ့ကိုကူညီပေးရမလဲအင်းဟုတ်ပြီမြို့ထဲဈေးဘက်ကိုသွားကြည့်ကြည့်ရမယ်ဈေးထဲတော့ရောက်ပြီဘသူ့ကိုကူညီရမလဲဘသူ့ကိုကူညီရမလဲတီတို့လေးလေးတို့ဈေးရောက်ကောင်းကြလားဗျကိုမကြောင်လေးမိမိဘာဖြစ်နေပါလဲမနေ့တည်းကငါရဲ့ဒီလိုမျိုးဘောလုံးလေးပျောက်သွားတာခုထိမတွေ့သေးဘူးမေမေသိရင်တော့ငါ့ကိုစူတော့မှာပဲစိတ်ညစ်လိုက်တာစိတ်ညစ်မနေနဲ့မိမိရေကျွန်တော်ရောက်လာပြီဘူဘူလည်းမိမိနဲ့အတူတူပျောက်သွားတဲ့ဘောလုံးကိုကူရှာပေးပါမယ်လာပါမိမိရေတူတူသွားရှာကြစို့နော်မနေ့တည်းကပျောက်သွားတာဆိုတော့တွေ့ပါမလားဘူဘူလည်းကူရှာပေးနေတာပဲဘာမှစိတ်မပူနဲ့နော်ဟိုပင်အောက်မှာမိမိရဲ့ဘောလုံးလေးတွေ့ပြီးပရက်စိတ်လေးတွေကအစာမှတ်နဲ့ချီသွားကြတာထင်တယ်ပူပူရေကျေးဇူးတင်ပါတယ်ပူပူရေပူပူကူရှာပေးလို့ပြန်တွေ့တာရပါတယ်မိမိရေတငယ်ချင်းတွေဆိုတာအခုလိုအချင်းချင်းကူညီရမှာပေါ့အားလုံးပဲတက်တာဘိုင်ဘိုင်နောက်ဘူးဘူးလေးဘသူ့ကိုဆက်ကူညီပေးအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်နော်